အရေးကြီးဆုံးကတော့ထာဝရမမြဲတဲ့သဘောတရားတွေကိုဆင်ញင်စဉ်းစားပြီးတော့ဘုန်းကြီးတို့လောက်ရမှာကိုယ်ဘဝလည်းကြည့်ကိုယ်ပတ်ဝန်းကျင်တွေလည်းကြည့်နဲ့မိုးတော့အလင်းရောက်လို့နေမင်းကြီးထွက်လာတဲ့အချိန်ကနေစပြီးကိုယ်မျက်လုံးလေးနှလုံးဖွင့်ကြည့်လို့မြင်သမျှအရာတွေဟာအားလုံးရွေ့ရှားပြောင်းလဲနေတယ်လို့စိတ်ထဲကနှလုံးသွင်းကြည့်အဲဒီလိုနှလုံးသွင်းနေတဲ့စိတ်ကလေးကစပြီးတည်မြဲနေတာမဟုတ်ဘူးသစ်ပင်ကြီးတစ်ပင်ရဲ့သစ်ရွက်လေးတွေဟာလည်းရွေ့ရှားပြောင်းလဲနေတယ်အခွန်အခောက်တွေကလည်းရွေ့ရှားပြောင်းလဲနေတယ်ကဘာမြေကြီးကလည်းရွေ့ရှားပြောင်းလဲနေတဲ့အားလုံးဟာရွေ့ပြီးတော့နေတယ်လို့ဆိုတာဟုတ်အနိစ္စသဘောတရားတွေကိုဆင်ញင်စဉ်းစားဖို့ပေါ့နော်အဲ့ဒါလို့ဆင်ញင်စဉ်းစားရင်ထာဝရမမြဲတဲ့အရာကြီးတို့ရထားတော့ဒီဟာကြီးကညီငွေ့เสียကြီးပဲตายာเสียဘာတစ်ခုမှမရှိဘူးအားကိုးလို့လည်းမဖြစ်ဘူးဆိုတဲ့သဘောတွေပေါ်မလာနိုင်ဘူးလားအမတန်တန်ဖိုးရှိတဲ့အမြင်မျိုးကိုမြင်လာနိုင်တယ်တဲ့ဟုတ်လားဘလောက်ကြာရှည်တဲ့သင်္ခါရပဲဖြစ်စေဒီနေ့ကျတော့အဆုံးသတ်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကသုတ်တန်တစ်ခုမှာဟောတာမြူမုံလေးလောက်ဖြစ်တဲ့သင်္ခါရပဲဖြစ်စေတဲ့သင်္ခါရမှန်သမျှဟာထာဝရရွေ့ရှားပြောင်းလဲပျက်စီးနေတာတွေကြီးပဲအဲ့ဒီမြူမုံလေးလောက်တောင်နည်းတာလေးတစ်ခုရှိမယ်ဆိုရင်မြတ်သောအကျင့်ကျင့်เสียမလိုပါဘူးတဲ့မြတ်သောအကျင့်ကျင့်နေရတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်နေရတဲ့ဆိုတာမမြဲလို့ကျင့်ရတာမြဲတာလေးနည်းနည်းလေးပဲရှိမယ်ဆိုရင်ကျင့်เสียမလိုတော့ဘူးအဲ့ဒီမြဲတဲ့ဘက်သွားရုံပဲပေါ့ဟုတ်လားအခုကမြဲတယ်ဆိုတဲ့အရာတစ်ခုဟာဘယ်မှရှာလို့မရဘူး